များလုံးမင်္ဂလာခင်ဗျာနိုင်ငံတကာမိုးလေဝသပညာရှင်တွေကအခုလက်ရှိငလင်တန်တဲ့နေရာတွေမှာလာမဲ့ရက်အနေငယ်အတွင်းမိုးရွာသွန်းမှုဖြစ်လာနေဆိုပြီးတော့သတိပေးစကားပြောကြားလိုက်တယ်ဗျသူတို့ကတော့နေရာ၃ခုကိုရွေးပြီးဒီကပြောပါတယ်မန်းလေးနေပြီးတော့စကားအဲ့၃နေရာမှာမိုးရွာသွန်းမှုဖြစ်လာနေဆိုပြီးတော့ပြောထားတယ် unseasonal rain ပေါ့လေရာသီမိုးမဟုတ်တဲ့ပုံမှန်မဟုတ်တဲ့မိုးရွာသွန်းတာဖြစ်လိမ့်မယ်ဆိုပြီးတော့သတိပေးချက်ထုတ်ပြန်တာဖြစ်ပါတယ်လက်ရှိမှာမိုးရွာသွန်းလာရင်ငလင်တန်တဲ့နေရာတွေအတွက်အရန်ပဲစိုးရင်ရတယ်လို့ဒါမြန်မာနိုင်ငံကိုယ်စားလှယ်တယောက်ဖြစ်တဲ့ Mr. Tito Mitra ကနေပြောကြားသွားခဲ့တယ်ဗျသူကတော့ဒါ UN ကမ္ဘာ့ကုလသမဂ္ဂရဲ့ဖွံ့ဖြိုးတိုးတက်ရေး program မှာကိုယ်စားလှယ်ဖြစ်ဆောင်နေသူဖြစ်ပါတယ်သူကပြောလိုက်တာကတော့မိုးလေဝသပညာရှင်တွေကလာမယ့်2ရက်သို့မဟုတ်3ရက်အတွင်းမှာငလင်တန်တဲ့နေရာတွေမိုးရွာသွန်းမှုတွေဖြစ်လာတယ်လို့သတိပေးထားတာရှိတယ်ပေါ့လေတကယ်လို့မိုးရွာလာခဲ့ရင်အခက်တွေ့ရလိမ့်မယ်လို့ပြောသွားတယ်ဗျဟုတ်ပါတယ်သူပြောတာတွေကိုကြည့်လိုက်မယ်ဆိုရင်လေအခုလက်ရှိမှာငလင်ဘေးကြောင့်ဒီလမ်းမထပ်မှာထွက်ပြီးနေတဲ့လူတွေအခုဒီညအထိငလင်လောက်ခတ်မှုတွေကပင်တရာတို့မန်းလေးမှာဆိုရင်ည9:45မိနစ်မှာလှုပ်သွားတာရှိသေးတယ်လေအဲ့လိုငလင်လှုပ်မှုတွေကဇက်တိုက်ဖြစ်နေသေးတော့တချို့လူတွေကထိတ်လန့်ပြီးတော့နေမှာမအိပ်ကြဘူးလမ်းမတွေထပ်မှာထွက်ပြီးအိပ်ကြတယ်တချို့တွေကကွင်းပြင်တွေမှာရှင်းအောင်ထောင်ပြီးအိပ်တာတွေရှိတယ်ပေါ့လေအဲ့လိုယာယီအမိုးကိုင်နဲ့နေတဲ့သူတွေဟာမိုးရွာခဲ့ရင်အခက်တွေ့လိမ့်မယ်လို့ Mr. Tito Mitra ပြောသွားခဲ့တယ်ခင်ဗျ။ဘာကြောင့်လဲဆိုတော့လမ်းမထက်မှာကလေးတွေတက်လက်ပိုင်းတွေနောက်တက်ကြီးရွယ်အိုတွေမျိုးစုံရှိကြတယ်အဲ့ဒီမှာမိုးရွာသွန်းလာရင်တက်ကြီးပိုင်းတွေနဲ့ကလေးတွေစိုးရင်ရတယ်ပေါ့လေနောက်ဆက်တွဲအဖြစ်ယာတီယောဂါတွေပေါ့လေပြောရင်တုတ်ကွေးလိုဟာမျိုးလည်းဖြစ်ကောင်းဖြစ်သွားနိုင်တယ်ပေါ့ဒါမှမဟုတ်ဘဲနဲ့မိုးရွာပြီးတော့အပူပြန်ပြီးတော့ပြင်းထန်လာရင်အပူချက်တာမျိုးတွေဖြစ်နိုင်တယ်အဲ့ဒါကတကယ်ကို real problem ပေါ့လေပြဿနာကြီးဖြစ်လာမယ်ဆိုပြီးတော့ Mr. Tito Mitra ကနေပြောထားတာရှိပါတယ်ဗျလက်ရှိမှာတော့ဧပြီလ6ရက်ကနေ17ရက်အတွင်းငလင်တန်တဲ့နေရာတွေမှာမိုးရွာလာနိုင်တယ်လို့မိုးစလပညာရှင်တွေကတော့သတိပေးချက်ထုတ်ပြန်ထားတာကိုကျွန်တော်မြင်တွေ့ရပါတယ်ဒါကြောင့်ငလင်တန်တဲ့နေရာမှာနေထိုင်ရသူတွေအနေနဲ့မိုးသတိပြုဖို့လည်းလိုလာပြီလို့ကျွန်တော်ကဒီနေရာကနေပြောပြလိုက်တာဖြစ်ပါတယ်ခင်ဗျသူတို့ကတော့မိုးရွာလာခဲ့ရင်ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေလည်းအခက်တွေ့သွားတယ်လို့ပြောထားတာရှိပါတယ်မိုးစလပညာရှင်တွေကပြောတာပေါ့နော်ဘာကြောင့်လဲဆိုတော့အခုကယ်ဆယ်ရေးလုပ်နေတဲ့လုပ်ငန်းခွင်တွေမှာမိုးရွာလာတဲ့အပျက်စီးတွေကိုဖယ်ရှားဖို့ခက်ခဲသွားလိမ့်မယ်ပြီးတော့မြေတွေကကျုံဝင်ပြီးတော့တချို့အထဲမှာအသက်ရှင်ကျန်ရည်သူတွေတော့မြေကျုံတဲ့ထဲကိုပါသွားတာဖြစ်လာနိုင်တယ်ဆိုပြီးတော့ပြောထားပါတယ်ပြီးတော့အခု DV ပေါ့လေ dead body ဒါတွေကိုတည်ထုတ်တာတွေနောက်ပြီးတော့အသက်ရှင်ကျန်ရည်သူတွေကိုကယ်ထုတ်တဲ့လုပ်ငန်းစဉ်တွေဟာပို့ပြီးတော့နှောင့်နှေးသွားလိမ့်မယ်ခက်ခဲသွားလိမ့်မယ်လုပ်ငန်းဆောင်ရွက်ရတာပို့ပြီးတော့အခက်ကြုံရလိမ့်မယ်လို့ကယ်ဆယ်ရေးလုပ်သားတွေလည်းသတိပေးသွားခဲ့ပါတယ်သူတို့ပြောတာတော့မိုးရွာခဲ့ရင်ပေါ့နော်မိုးရွာလာခဲ့ရင်ဒီလိုအခြေအနေဖြစ်လာမှာမိုးကလည်းရွာမယ်လို့သူတို့ပြောထားပါတယ်ခင်ဗျရှေ့လာမယ်2ရက်သို့မဟုတ်3ရက်အတွင်းအတိအကျသူတို့ပြောထားတာတော့ဧပြီလ6ရက်နေ့ကနေ17ရက်အတွင်းမှာဒီငလင်တန်တဲ့နေရာတွေမှာမိုးရွာလိမ့်မယ်လို့ပြောထားတာကျွန်တော်တို့တွေ့ရှိရပါတယ်ဒါကြောင့်ငလင်တန်တဲ့ပြည်သူတွေအနေနဲ့မိုးသတိကိုလည်းအခုကတည်းကပြုတ်ပြီးတော့မိုးရွာလာခဲ့ရင်ဘယ်လိုနေထိုင်မယ်ဆိုတာတမျိုးပေါ့လေနောက်ပြီးတော့ငလင်တန်တဲ့ပြည်သူတို့စောင့်ရှောက်နေတဲ့သူတွေလည်းမိုးရွာလာခဲ့ရင်ဒီလူတွေအတွက်ဘယ်လိုတွေပြင်ဆင်ပေးရင်ကောင်းမယ်ဆိုတာအခုကတည်းကပြင်ဆင်ထားနိုင်အောင်နိုင်ငံတကာသတင်းဖော်ပြချက်တွေကိုလေ့လာပြီးပြောပြရတာဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်တွေအားလုံးလည်းကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေဘေးပြာဝေးကွာပါစေလို့ဒီနေ့ကနေဆန္ဒပြုဆုတောင်းပေးပါရခင်ဗျာ